ဟုတ်ကဲ့ကျွန်တော်အခုရှင်းပြပေးမယ့်ဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီမှာငွေပေးချေမှုနဲ့ငွေလက်ထုတ်လုပ်ငန်းဆိုတဲ့ဟာလေးပဲเนาะငွေပေးချေမှုဆိုတာကကြတော့ကျွန်တော်တို့ဒီမှာဒါကြိုက်တာထည့်လို့ရတယ်เนาะသူကတော့ဘာမှခက်ခဲမရှိဘူး KB တို့ Way တို့ AYA တို့ပြီးရင်ကျွန်တော်တို့ဒါကမ်ဘောဇာဘန်ကင်းတို့ပေါ့เนาะထည့်ထားလို့ရတယ်ပြီးရင်ငွေလက်ထုတ်လုပ်ငန်းဆိုတာတချို့စိုင်တွေကကြတော့ငွေလက်ငွေထုတ်တွေလောက်တာရှိတယ်ငွေလက်ငွေထုတ်လုပ်တယ်ဆိုတာ KB ထုတ်တာတို့ဝေးထုတ်တာတို့ရှိတယ်အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့ကသုံးလို့ရအောင်လို့ဒီ function ထည့်ပေးထားတယ်ဒါတွေမလုပ်ဘူးဆိုရင်တော့ဒီဟာကမလိုဘူးပေါ့နော်ဒီလုပ်ငန်းမလုပ်ဘူးဆိုတော့ဒီဟာဒီငွေလက်ထုတ်လုပ်ငန်းဆိုတော့ဒီဟာလေးကိုသုံးစရာတော့မလိုဘူးဒီမှာကျွန်တော်ငွေလဲလားငွေထုတ်လားစလာတဲ့ကကျွန်တော်တို့ဟိုလုပ်လို့ရတယ်နော်ရွေးလို့ရတယ်နော်ကျွန်တော်အခုလောဆယ်ဒီမှာငွေထုတ်နဲ့အရင်ဆုံးရွေးလိုက်မယ်ပြီးရင်ငွေထုတ်မှာဘာထုတ်မှာလဲဆိုပြီးသူကမေးတယ်နော်ဝေးထုတ်မှာလား KB ထုတ်မှာလား KB ထုတ်မယ်ဆိုရင်ကျွန်တော်တို့ KB ထုတ်မယ်ငွေပေးချေမှုပမာဏဆိုတော့ तू ကဘယ်လောက်ထုတ်မှာလဲပေါ့နော် तू ဘယ်လောက်ထုတ်မှာလဲဆိုတာကိုသူကပြောတာဥပမာတသိန်းထုတ်မယ်ပါခု10ရာထောင်တောင်းသိန်းသူတသိန်းထုတ်မယ် KB တသိန်းထုတ်မယ်ထုတ်တာဟိုမှာကျွန်တော်တို့က agent fee ယူမယ်เนาะ agent fee ယူတာကိုကျွန်တော်တို့ကဒါဆိုရင် amount နဲ့ယူမယ် amount နဲ့ဆိုတာတသိန်းထုတ်ရင်တချို့ကပါစက်နဲ့မဟုတ်ဘူး9000ကျမယ်လို့3000ကျမယ်လို့ဆိုရင်လည်းတခါတည်းဒီမှာ3000ဆိုပြီးတော့ကျွန်တော်တို့ရိုက်ထည့်လိုက်လို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့အဲ့လိုမဟုတ်ဘဲနဲ့ပါစက်နဲ့ပဲဆိုရင်လည်းကျွန်တော်တို့ကဒီမှာ amount မဟုတ်ပါစက်လို့ပြောမယ်เนาะပါစက်နဲ့သွားမယ်ပါစက်နဲ့ဆိုရင်လည်းကျွန်တော်တို့ကဒီမှာ10%ဆို10%ထည့်ထားလို့ရတယ်เนาะ5% 5%သူ့ဘာသူတွက်ပြီးတော့ကျွန်တော်တို့ဒီမှာပေါင်းသွားမှာပေါ့နော်မှတ်စုကကြတော့ကျွန်တော်တို့ထည့်ကျင်နေရတယ်မထည့်ကျင်နေရတယ်ဒါတော့ date ပေါ့ရပြီနော်အဲ့ဒါဆိုကျွန်တော်တို့ဒီမှာနှိပ်လိုက်ပြီဆိုရင်KP ကိုထုတ်သွားပြီနော် KP ထုတ်တာကိုဒီမှာဟိုလောက်တယ်တသိန်းထုတ်တယ် agent fee ကကြတော့1000ရတယ်เนาะဘာလို့ဆိုတော့သူက10%နဲ့ကျွန်တော်တို့လောက်ထားလို့မို့လို့ agent fee က1000ရတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ငွေထုတ်ကိုကျွန်တော်တို့ KP မဟုတ်ဘဲနဲ့ဒီမှာ wave နဲ့သွားမယ်သွားပြီးတော့ percent နဲ့မယူဘဲနဲ့ amount နဲ့သွားမယ်ပေါ့နော်သူကကြတော့ဒီမှာခု10ရာ1000 5000ထုတ်မယ်ကြတာအားလုံးပေါင်း2000ကျမယ်ပေါ့နော်အမောင်း2000ကျမယ်သူဒဲရိုက်ထည့်လို့လည်းရတယ်နော်ပါစက်နဲ့မထုတ်ဖ ೇನೆ ပြီးရင်ဒီမှာမှတ်စုတွေ date တွေကိုရွေးချင်ရွေးပါပြီးရင်ကျွန်တော်ထည့်လိုက်တာနဲ့ဒီမှာ weight ပေါ့နော်ရပြီးတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဝေးရပြီဆိုတော့ကျွန်တော်တို့အဲ့ဒါနဲ့အထုတ်တွေကိုဒီမှာငွေထုတ်ပေါင်းအားလုံးပေါင်းเนาะဒီမှာ3သိန်းရယ်9000ဆိုတော့အားလုံးအောင်ငွေထုတ်လောက်တာအားလုံးအောင်3သိန်းခွဲရှိတယ်ငွေလွှဲရမရှိဘူးပေါ့နော်ဒါလာလောက်တာငွေထုတ်တွေငွေလွှဲလဲလုပ်လို့ရတယ်အဲ့ဒါဆိုငွေလွှဲပေါင်းမှလာပေါ်မှာနော်ဝန်ဆောင်ကပေါင်းကကျွန်တော်တို့1000နဲ့2000နဲ့ဆိုတော့12000ဆိုပြီးတော့ကျွန်တော်တို့ပြနေတာပေါ့နော်တော့သူကလည်းဒီမှာတစ်ပတ်စာပဲเนาะဒီမှာကျွန်တော်တို့ရွေးလို့ရတယ်တစ်လစာတို့တစ်နှစ်စာတို့ရွေးလိုက်ပြီးတော့ကျွန်တော်တို့ဒီငွေလဲငွေထုတ်တွေဘယ်လောက်ရှိလဲဘာတွေလဲကျွန်တော်တို့အားလုံးရွေးလို့ရတယ်ပြီးရင်သူ့ဟာကိုလည်းကျွန်တော်တို့ date နဲ့ရွေးပြီးတော့ဒီမှာ Excel ပို့လို့ရသေးတယ်เนาะဒီဘက်ဘေးမှာတော့ကျွန်တော်တို့ဒါပြင်တာနဲ့ဖြတ်တာပဲပေါ့နော်အရင်လိုပဲပြင်မယ်ပြီးဒီမှာဖြတ်မိပေါ့နော်ဖြတ်မိဆိုတော့ delete ဆိုရင်ပြတ်ပြီပေါ့ကျွန်တော်တို့အဲ့ဒါလေးပဲပေါ့နော်အဲ့ကြတော့ကျွန်တော်ဒီမှာဒါငွေထုတ်ဥပမာငွေလွှဲဆိုလဲကျွန်တော်ရတယ်ဝေးလာAYA ငွေလဲဆိုပြီးတော့ကျွန်တော်လုပ်ပြလိုက်မယ်နော်ဒီမှာသူကြတော့ခု10ရာ1000 3000ကိုဒီမှာ3000ကိုပါစက်နဲ့သွားလိုက်မယ်ပါစက်ဘယ်လောက်လဲပါစက်ဆိုဒီမှာ10%နဲ့သွားမယ်ပြီးရင်ကျွန်တော်တို့ထည့်လိုက်မယ်နော်ထည့်လိုက်တဲ့အချိန်ကျရင်ဒါငွေလွှဲလိုက်တဲ့အချိန်ကလာမတူဘူးနော်အထုပ်ကကြတော့ဒီအရောင်လေးလွှဲတာကြတော့ဒီအရောင်လေးအဲ့ဒါလွှဲတာလွှဲပေါင်းအားလုံးပေါင်း3000နော်3000ဒီမှာတော့သူကလွှဲထုတ်သူကသူ့ရဲ့ကြတဲ့ငွေရတော့ဒီမှာလာပေါင်းပေးထားတယ်နော်1000ခွဲဖြစ်သွားပြီပေါ့ဒါ12000ကနေ3000နဲ့ပေါ့1000ခွဲဖြစ်သွားပြီဒါကငွေလဲငွေထုတ်လုပ်ငန်းလုပ်တဲ့သူတွေအတွက်ကျွန်တော်ဟိုအဆင်ပြေအောင်လို့စည်ရင်းပေါင်းလို့ရအောင်လို့ထည့်ပေးထားတဲ့ function လေးဖြစ်ပါတယ်ခင်ဗျာဒါတွေမလုပ်ဘူးဆိုရင်တော့ဒီဟာလေးကိုလာပြီးတော့အသုံးပြုစရာမလိုပါဘူးခင်ဗျာကျွန်တော်ရှင်းပြချင်တာတော့ဒီလောက်ပါပဲဗျ